ကဲ8000တန်အခွေဘူးကြီးအောင်ပြီဗျ8000တန်အခွေဘူးကြီးကိုကျွန်တော်အခမဲ့ချပေးခဲ့တာဒီနေ့မှာပဲနှစ်ဆိုပြီးကိုဒိန်းနဲ့ထွက်ချသွားတာဗျို့မနေ့ကြီးကလည်းပဲအရန်ကွက်ထဲမှာတစ်ချောက်ကိုကွက်တီကိုထည့်ပြီးခဲ့တာမျိုးလို့ကဲဒီတစ်ပတ်ကတော့အောင်ပွဲနေကိုစတာပဲဗျို့ကျွန်တော်ပြောခဲ့တယ်မနေ့က2-3-8အခွေဘူး8000တန်မွေးဆိုတဲ့ဟာကြီးကလည်းပဲကဲဒီနေ့ညနေမှာနှစ်ဆိုပြီးဒိန်းနဲ့ဆိုပြီးကိုအောင်ခဲ့ပါပြီကဲမနေ့ကနေတဲ့ကထဲမှာလည်းပဲကျွန်တော်တစ်ချောက်ဆိုပြီးတော့အရန်ကွက်ထဲကနေပြီးတော့အောင်မြင်မှုရရှိခဲ့ပါတယ်ဗျာကဲဒီနေ့ကျွန်တော်တခုပြောပြချင်တာကကျွန်တော်ရဲ့ Viber Community Group ကိုအတက်နိုင်ဆုံး join ထားကြပါကျွန်တော်ရဲ့ Viber Community Group မှာကြတော့ကျွန်တော်အနေနဲ့ညနေကိုအပူလာနိုင်တယ်ဆိုပြီးကျွန်တော်သတိပေးခဲ့ပါတယ်အဲ့ဒီတော့ကျွန်တော်ထဲမှာလာထိုးကြတဲ့အမျိုးတွေကတော့ရရှိသွားကြတာပေါ့နော်ဒါပေမဲ့ကျွန်တော်အစောကြီးကတည်းကပြောခဲ့ပြီးသားပါကျွန်တော်စကားကိုနားထောင်တဲ့သူလားနှစ်အပူမှာပေါက်ကြမယ်လို့ယုံကြည်ပါတယ်ကဲမနေ့ထန်အတွက်အထူးဆိုမှအထူးအမာကြီးအမာကြီးအထူးကတော့6နှစ်ပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့အခုမွေးကနန်းတွေကတော်တော်များများထိသွားခဲ့ပြီဆိုတော့ဘာဆက်မွေးရအောင်လဲဆရာကြီးထပ်မွေးကျင်ပါတယ်ဆိုလို့ရှိရင်တော့နက်ခတ်အားကောင်းနိုင်ပါသေးတယ်ဒီတစ်ပတ်ကနက်ခတ်အားကောင်းနိုင်သေးတယ်နောက်ပြီးတော့ break မွေးကျင်တဲ့အမျိုးတွေအတွက်ကတော့3 break 10 break ရှိအောင်မယ်ဗျာကဲနောက်ကျန်တဲ့အချိန်ကြီးတွေအတွက်ဘာမွေးရမလဲဆိုတာပြန်ပြောပေးပါမယ်နက်ခတ်မွေးထားပါ break ကြိုက်တဲ့သူတွေ break ဆော့ကျင်တဲ့အမျိုးတွေအနေနဲ့3 break 10 break မွေးထားပါနောက်ထပ်ညီကိုလာနိုင်ပါတယ်ညီကိုတစ်ချိန်လာနိုင်ပါသေးတယ်ခင်ဗျာကဲကျွန်တော်မျိုးတွေမနေ့ပြန်အင်္ဂါနေ့မှာလည်းငွေတော့ပိတ်ကြမယ်ပြုသူများရတဲ့အခွင့်အရေးတွေလက်လွတ်မခံခြင်းရင်တော့အခုပဲကျွန်တော်ရဲ့ Viber Community Group မှာ join ထားလိုက်ပါဘလို့ join ရမလဲမသိဘူးဆိုလို့ရှိရင်ကျွန်တော်ခုပြပေးထားတဲ့ Viber phone number လေးမှာ high ထားလိုက်ပါကဲမနေ့ပြန်အတွက်နှလုံးပေါက်ချင်တယ်ဆိုရင်တော့အခုပဲ join ထားမှရမယ်ကြာ